အဲ့ဒါကိုကျမလည်းမိခင်တယောက်နေနဲ့ကိုချင်းစားတယ်ပေါ့နော်ဟုတ်ကဲ့ရှင်ရွှေနန်းတော်ဆိုရဲဟိုဒီဆိုင်နာမည်ဒီလုပ်ငန်းရဲ့နာမည်ကရောဆရာမတို့နှစ်ယောက်ပေးပြတာလားဒါဘလို့စိတ်ကူးလေးနဲ့ပေးကိုအောင်ကျော်ဝင်းပေးတာပါရှင်ကိုအောင်ကျော်ဝင်းပေးတာပါကိုအောင်ကျော်ဝင်းပေးတော့ဒီနာမည်လေးကခေါ်ရလဲလွယ်တယ်ပေါ့နော်နောက်တစ်ခုကဒီကျမတို့လုပ်ငန်းနဲ့လည်းကြိုက်တယ်ပေါ့နော်နာမည်လေးကဟိုကြိုက်တယ်နောက်တစ်ခုကကြတော့ဒီဗမာယဉ်ကျေးမှုပေါ့နော်ကျမတို့ရဲ့ဗမာ culture ပေါ့နော်မြန်မာသမိုင်းပေါ့နော်ဒီသမိုင်းထဲမှာလည်းဒါထင်ရှားတဲ့နာမည်ဆိုတဲ့အခါကျတော့ကျမတို့ကဒါကိုရွေးချယ်ပြီးတော့မှလုပ်တယ်ပေါ့ဟုတ်ကဲ့ပါအခုဒီနောက်ပိုင်းမှာ Forever Gems by ရွှေနန်းတော်ဆိုတဲ့ဟာလေးပြောင်းလာတဲ့စာစုလေးရောဘလို့စိတ်ကူးလေးနဲ့ပြောင်းဖြစ်တာလဲဆိုတော့လေကျမတို့ကဟိုတရုတ်တန်းမှာရွှေဆိုင်ဖွင့်တော့တရုတ်တန်းရွှေဆိုင်ဆိုပြီးတော့ဒါနာမည်ရတယ်ပေါ့နော်ဒီရွှေနန်းတော်မှမဟုတ်ပါဘူးတရုတ်တန်းမှာရှိတဲ့ရွှေဆိုင်တွေပေါ့နော်တရုတ်တန်းရွှေဆိုင်ဆိုလို့ရှိရင်ရုံရုံကြီးကြီးနဲ့ဝယ်ကြတယ်ပေါ့နော်ဝယ်ကြတဲ့အခါကျကျမတို့ကရွှေနန်းတော်ကရွှေနဲ့နာမည်ပိုကြီးတယ်ပေါ့ဟုတ်ကဲ့ရှင်ဆိုတော့ကျမတို့က1994မှာရွှေနန်းတော်စဖွင့်တယ်စဖွင့်ပြီးတော့မှနောက်2000ခုနှစ်ကျတော့နောက်တစ်ဆိုင်ဖွင့်တယ်ပေါ့နော်ဆိုင်ဖွင့်တဲ့အချိန်ထိကကျမတို့က trading ပဲပေါ့ဟုတ်ကဲ့ရှင် trading ပဲဖြစ်ပြီးတော့2004ကျတော့ကျမလည်း MBA ပြီးတယ်လေပြီးတဲ့အခါကျတော့ဒီ trading ပဲလုပ်နေရင်တော့ဟိုဒါပဲဖြစ်နေမယ်ပေါ့နော်ဆိုတော့ကျမတို့က manufacturing လေးပါလုပ်မယ်ပေါ့နော်ကိုထုတ်လုပ်တာပါလုပ်မယ်ပေါ့နော်အဲကြမှာကိုတကယ်ကိုစိတ်တိုင်းကြတဲ့ပစ္စည်းတွေကိုထုတ်လုပ်နိုင်မယ်ပေါ့နော်အဲ့လိုလေးထုတ်လုပ်ခြင်းတဲ့စိတ်ကျမတို့မှာရှိပါတယ်ရှိတဲ့အခါကျတော့2004 2005မှာကျမတို့ဟိုဒီ Jewel Collection Manufacturing Company ဆိုပြီးတော့လေကျမတို့ဒီဆက်ပဒိန်ပေါ့နော်ဆက်ကောလက်ကောပေါ့နော်ဆက်ပဒိန်လက်ပဒိန်နောက်ကွန်ပျူတာတွေနဲ့ဒီ design တွေဆွဲတာတွေပေါ့နော်နီးပညာ3မျိုးနဲ့ကျမတို့လုပ်ပါတယ်အဲ့လိုလုပ်ရင်းနဲ့မှနောက်တစ်ချိန်ကျတော့ဟိုကျမတို့ကဟိုဒီစိန်တွေလည်းထုတ်လုပ်နိုင်သွားပြီလေနော်စိန်တွေထုတ်လုပ်နိုင်ပြီးနိုင်ငံတကာအဆင့်မီပေါ့နော်နိုင်ငံတကာမှာဥပမာဟောင်ကောင်ပေါ့နော်ဟောင်ကောင် jewelry show တွေဆိုကျမတို့လေ့လာရေးတွေသွားတယ်သွားပြီးတော့ဟိုကပစ္စည်းတွေရဲ့ဒီ quality တွေပေါ့နော်သူတို့ရဲ့ design စမ်းသစ်မှုတွေပေါ့နော်ဒါတွေကိုကျမတို့ကအတူယူပြီးတဲ့အခါကျတော့မှဒီမှာလာလုပ်ပါတယ်ဆိုတော့လေဒီစိန်ဘက်မှာလဲပေါ့နော်ဒီစိန်တဲ့ဘက်မှာလဲကျမတို့ကနာမည်တစ်ခုဖောက်ချင်တဲ့အခါကျတော့ကျမတို့ကနာမည်အစ်စ်ကိုရွေးတယ်ပေါ့ Forever Gem ဆိုတာလဲကိုအောင်ကျော်ဝင်းပဲရွေးတာပါပဲရွေးပြီးတဲ့အခါကျတော့မှဒါပေမဲ့ရွှေနန်းတော်ကလုပ်တယ်ဆိုတာလဲသိစေချင်တယ်ပေါ့နော်ရွှေနန်းတော်ရဲ့ပရိသတ်ကလည်းအများကြီးရှိတယ်လေရှိတဲ့အခါကျကျမတို့က Forever Gems by ရွှေနန်းတော်ဆိုပြီးတော့မှကျမတို့ကအစ်စ်ဖွင့်တာပေါ့နော်အဲ့တော့ Forever Gem ဆိုတဲ့စကားစုထဲမှာဒီ Gems and Jewelry အကုန်ပါသွားတာပေါ့စိန်ပါဝင်ခြားသောเจ้าမြတ်တွေအကုန်ပါသွားတာဟုတ်ကဲ့ပါရွှေနန်းတော်ဆိုတဲ့စကားစုထဲမှာကျတော့ရွှေပါသွားတာပေါ့နော်ဟုတ်ကဲ့ပါရှင်နောက်တစ်ခုကကျမတို့လည်းအဲ့လိုမမိုးခဏပြောသလိုလေရွှေနန်းတော်ဆိုလို့ရှိရင်ဒီနယ်မိတ်တွေလည်းရှိတယ်ရန်ကုန်ကမိတ်တွေလည်းရှိတယ်အများကြီးရှိပါတယ်ဒါပေမဲ့တစ်ချိန်တည်းမှာအခုနောက်ပိုင်းပေါ်လာလဲဆို shopping နေခက်စားလာတယ်နော် shopping တွေကဟို family တွေရဲ့ပေါ့နော်မစနေတနင်္ဂနွေဆိုကိုယ့်အိမ်မှာနေမနွေရသည်ဆိုပူအိုက်တယ်ပူလိုက်အိုက်လိုက်နေပေါ့နော်မနေချင်ဘူးပေါ့နော်အိမ်မှာနေရတာကျဉ်းကျပ်တယ်ပေါ့နော်အပြင်လေးထွက်ချင်တယ်ရုပ်ရှင်လေးကြည့်ချင်လားပေါ့နော်ဒါမှမဟုတ် shopping လေးပတ်ချင်လားအစားတောက်ဆိုင်လေးတွေအမျိုးစုံရှိတယ်ပေါ့နော်ဒါမျိုးလေးတွေကဒါမိသားစုတွေရဲ့အပန်းဖြေရာနေရာဖြစ်လာတယ်လေဖြစ်လာတော့ဒီ shopping culture ဆိုတာလေကျမတို့ဗမာပြည်မှာစဖြစ်လာတယ်အဲ့လိုစဖြစ်လာတဲ့အချိန်မှာကျမတို့ကလည်း shopping ဘက်ကိုလည်းဟိုဒီဆိုင်တစ်ခုကျမတို့စကျင်တယ်ဆိုတော့ကျမတို့ Forever Gems ကိုစလိုက်တာပါ Junction Square မှာစလိုက်တာဟုတ်ကဲ့ပါလည်းတကယ်ကိုမှတ်မှတ်ရပါပဲအဲ Junction Square မှာဒီဝယ်လာတဲ့သူတွေကိုလက်မှတ်ထိုးပေးတဲ့အစီအစဉ်ဆိုတာနော်ဟုတ်ကဲ့ပါအဲ့ဒီအစီအစဉ်ကနေတခါအောင်မြင်လို့အစီအစဉ်ထပ်တိုးပြီးတော့မြို့သားကားဆောင်မှာတခါထပ်ပြီးတော့ဖောက်ပေးရတယ်ဟုတ်ကဲ့ပါကန်ထူးသွားတဲ့သူကိုဖုန်းဆက်ပြီးတော့ခေါ်ယူရတာလေခေါ်တော့အရန်ပျော်နေတဲ့ပုံမျိုးပေါ့နော်ဟုတ်ကဲ့ပါအဲ့ဆိုကျမတို့ဒီပုံရိပ်တွေအားလုံးကိုကြည့်ရတဲ့အခါမှာအခုလည်းအမြင်နဲ့အမှတ်ရနေတဲ့အခါမှာလေတကယ်ကိုရွှေနန်းတော် Forever Gems by ရွှေနန်းတော်ကအများကြီးဟို customer တွေအတွက်အကောင်းဆုံးတွေလုပ်ပေးခဲ့တယ်ရွှေနန်းတော်ဆေးရွှေနာဆိုင်မှာလက်ဝတ်ရတနာဝယ်ထားပြီးသားရင်ဘလောက်ဖိုးဝယ်ထားလဲခု92သိန်းကန်ထူးနေပြီစိန်ဝင်းကန်ထူးနေပြီ92သိန်းဟုတ်တယ်ဒေါက်တာစောစောပြောခဲ့တဲ့စကားအတိုင်းပဲကျမတို့လည်းအရင်ကသတိထားမိအခုပိုသတိထားမိသွားတာဒီအမျိုးသမီးဝန်ထမ်းတွေအတွက်ကိုအများကြီးအလုပ်ကိုင်ခွင့်လန်းနေပေးခဲ့တယ်ပညာရေးနဲ့ပတ်သက်လို့ဆိုလို့ရှိရင်လည်းဒေါက်တာဒေါ်သက်သက်ခိုင်အနေနဲ့ MBA ကိုအခုဆရာကိုယ်တိုင်လည်းနောက်ထပ်ဘာသာရပ်တွေကိုလေ့လာနေတယ်ပေါ့နော်ဆိုတော့
ဒီကဏ္ဍတွေနဲ့ပတ်သက်လို့ကျမတို့အနေနဲ့က customer တွေရောအမျိုးသမီးတွေရောအရန်ဦးစားပေးတာကိုတွေ့ရပါတယ်အဲ့ဒါလည်းအခုကျမတို့ရဲ့ She Talks အစီအစဉ်ကနေပြီးတော့နားထောင်နေကြတဲ့အမျိုးသမီးတွေအတွက်တတအားတော့ဖြစ်စေမှာပါဟုတ်ကဲ့ပါဆိုတော့ကျမတို့စီမှာလေဟိုမှာ10တန်းမအောင်မဲနဲ့လာတဲ့ကလေးတွေရှိပါတယ်ဒါပေမဲ့အဲ့လိုကျမတို့ရောကိုအောင်ကျော်ဝင်းရောကျမရောကဒီပညာရေးကိုအားပေးတဲ့အချိန်မှာလေသူတို့ကအလုပ်လုပ်ရင်းနဲ့ပဲနောက်10တန်းစာမွေးနီးပြီး3လအလိုဆိုလို့ရှိရင်ဖြေပါပေါ့နော်ဖြေပါလို့အားပေးလိုက်လို့ရှိရင်ခွင့်လဲပေးမယ်နော်ဖြေပါဆိုလို့ရှိရင်ဖြေလိုက်ပြီးတော့မှအောင်သွားပြီးတော့မှဝဲရသွားတဲ့လူတွေအများကြီးရှိပါတယ်ကျမတို့စီမှာလေဆိုလို့ရှိရင်အမျိုးသမီးတွေပညာတတ်ဖို့အမျိုးသမီးတွေအလုပ်ခွင်ထဲမှာရှိနေဖို့ပေါ့နော်ဒါတွေကတော့ကျမတို့တရတအားကိုတတ်နိုင်တယ်လို့တနိုင်တစ်ပိုင်းပေါ့နော်ဟောဒါတွေလုပ်ပါတယ်မျိုးသမီးတွေရဲ့ပညာရေးနဲ့ပတ်သက်လို့မတို့အများကြီးစဉ်းစားပေးခဲ့တာနော်ဟုတ်ကဲ့ပါကိုနိုင်တဲ့ဘက်ကဆိုရင်မတို့အများကြီးလုပ်ပေးတာတော့အများကြီးနိုင်တယ်လို့ပြောရမယ်ဟုတ်ကဲ့ပါဆိုတော့ကျမတို့စီးပွားရေးတစ်ခုတည်းကနိုင်တာထက်ဆိုင်ရင်ပေါ့နော်ဟိုကျမတို့စုပေါင်းပြီးလုပ်တာလဲတမျိုးကောင်းတယ်ပေါ့နော်ဟုတ်ပါတယ်တမျိုးကောင်းတော့ကျမ MBA တက်တုန်းကလေ internship ဆိုပြီးတော့ကျမကိုမြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှာအလုပ်တင်ပေါ့နော်ဆိုလို့ရှိရင်ကျမတို့ MBA က internship အမြဲတမ်းသွားရပါတယ်သွားတော့ကျမကိုယ်တိုင်လည်းစီးပွားရေးလုပ်ငန်းရှင်ဖြစ်နေတဲ့အခါကျတော့ဟိုဒီ professor တွေကပေါ့နော်ကျမကိုအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းကိုသွားပါဆိုပြီးကျမအဲ့ရနေပြီးတော့ဟိုနိုင်ငံခြား trip တွေပါတွေပေါ့နော်ဒီလေ့လာရေးတွေပါတွေကျမတို့ cultural exchange ပေါ့နော်အမျိုးသမီးတွေဒါတွေလည်းကျမတို့သွားခဲ့ပါတယ်သွားခဲ့ပြီးတဲ့အခါကျတော့ဒီအသင်းနဲ့အဆက်အသွယ်ဖြစ်သွားတဲ့အချိန်မှာဒါအမျိုးသမီးချင်းဒါဟို network ဖွဲ့ပြီးတော့လေဒီလိုဟိုကွန်ရက်ကြီးပေါ့နော်ဒီအမျိုးသမီးကွန်ရက်သဘောမျိုးပေါ့နော်ဆိုတဲ့အခါကျတော့အဲ့မှာလဲကျမတို့ကဟိုဒါအသင်းအတွက်အသင်းကလောက်တာလေးပေါ့နော်ဒါကျမကတော့ဒါအရှိကဥက္ကဋ္ဌတွေဒီတီထောင်သူတွေကအရှိကနေလောက်ခဲ့တာပေါ့နော်ဆိုတော့ကျမတို့ကနောက်ကနေလိုက်တယ်ပေါ့ဆိုတော့ဟို foster mother ဆိုသဘောမျိုးပေါ့နော်ဟိုပါပေါ့ပညာမိခင်ပေါ့ဟုတ်ကဲ့ရှင်ဆိုတော့ကျမတို့ကမိန်းကလေးတွေကိုရွေးပြီးတော့မှကြောင်းထားပါတယ်ဟုတ်ကဲ့ဟိုပါပေါ့နော်ဒီမူလတန်းကျောင်းအလယ်တန်းအထက်တန်းအထိပေါ့နော်ကိုစေတနာရှိတယ်လို့ပေါ့နော်ဟိုအ ਨੇ ဆုံးတော့မူလတန်းပြီးရမယ်နော်ကလေးတွေမူလတန်းပြီးအောင်ဟိုမြန်မာအမျိုးသမီးမိန်းကလေးလေးတွေပေါ့နော်မူလတန်းပညာပြီးအောင်တော့တတ်နိုင်တဲ့ဘက်ကပံ့ပိုးမယ်ဆိုပြီးတော့ဒါအုပ်စုလိုက်ပေါ့နော်တယောက်ကိုဟို4-5ယောက်ယူတဲ့လူရှိတယ်10ယောက်လောက်တာဝန်ယူတဲ့လူရှိတယ်ပေါ့နော်အဲ့လိုလေးတွေတဖြည်းစပြီးတော့ဟိုအခုတော့လဲဟိုစေးချောင်းတက်တဲ့လူတို့နော်ဒီလိုလေးတွေလည်းရှိပါတယ်ရှိတဲ့ခါကျတော့ပွဲတွေဟိုဆက်ပြီးတော့တင်နိုင်နေကြတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုမြန်မာမျိုးသမီးတွေလည်းကံဉဏ်ဝရိယပေါ့နော်ကံဉဏ်ဝရိယအပြင်မှာဒီကံဆိုတာကျမတို့ကပြုလုပ်လို့ရတယ်ပေါ့ကျမမိဘတုန်းကတော့လေကျမတို့ကမိုးကုတ်ကဆိုတော့လေမိုးကုတ်ဆရာတော်ဖျားရှိတယ်အမေတို့ကတရားတွေနာကြတာပေါ့နော်ဟိုအချိန်တိုင်းဟိုဘုန်းကြီးကျောင်းတွေသွားတရားတွေထိုင်ရိတ်သားတွေဝင်ပေါ့နော်အမေတို့ကဒီလိုနေကြတော့ကျမတို့လည်းဒါလေးတွေဒီဘာသာရေးအမှုရတယ်ပေါ့ရတဲ့အခါကျတော့ဒီကံဉဏ်ဝရိယဆိုတာကံဆိုတာကိုလှုပ်ယူလို့ရတယ်ပေါ့နော်ကံဆိုတာကံတစ်မျိုးကျမတို့ဗုဒ္ဓဘာသာတွေယုံကြည်တာကတော့လေဒီကံဆိုတာပေါ့နော်ဟိုဖြစ်ပြီးလို့ရှိရင်တူသောအကျိုးမပေးဘဲနဲ့ဘယ်တော့မှမပြောက်သွားဘူးပေါ့နော်။နော်ကျမတို့ဟို physics တို့ဘာလို့မှ Newton ရဲ့နိယာမတွေပါဆိုလဲရှိတယ်လေနော်။ဆိုတဲ့အခါကျတော့ဟိုဒါတိတ်ကိုမှဟိုဒီ scientific ဖြစ်တယ်ပေါ့နော်။ဒါဆိုကံကိုဘယ်လိုလုပ်ယူရမလဲပေါ့နော်။ကုသိုလ်ကံနေရှိဖို့လိုတယ်ကောင်းတဲ့ကံနေရှိဖို့လိုတယ်။ဒီကံအတွက်ကိုဒီစေတနာနဲ့သင်္ခါရပေါ့နှစ်ခုရှိတယ်ပေါ့နော်။ဆိုလို့ရှိရင်စေတနာဆိုတာကကြတော့ဒီကောင်းစေလိုတဲ့စေတနာပေါ့နော်။ကောင်းစေခြင်းနဲ့စိတ်လေးနဲ့လှုပ်လိုက်တယ်။နော်ဒီစေတနာလေးနဲ့ပြီးလို့ရှိရင်သင်္ခါရဆိုတာပြုလုပ်မှုပေါ့နော်။စိတ်လေးပဲမဟုတ်ဘဲနဲ့နော်ဒီစိတ်ကပဲရည်ရွယ်တာမျိုးမဟုတ်ဘဲနဲ့ကိုယ်တိုင်ကိုကြနော်နှုတ်နဲ့ဖြစ်နော်ကာယကံဝစီကံပေါ့နော်ဒါတွေလှုပ်လိုက်လို့ရှိရင်ကျမတို့ကပြုလုပ်မှုတစ်ခုဖြစ်သွားပြီလေအဲ့လိုဖြစ်သွားတဲ့အချိန်ကြလို့ရှိရင်ကံဆိုတာမြောက်သွားတယ်ပေါ့နော်ဆိုလို့ရှိရင်ကောင်းတာလှုပ်လိုက်ရင်ကောင်းတဲ့ကံတွေဖြစ်သွားတယ်မကောင်းတာလှုပ်ရင်လည်းဒီအကုသိုလ်ကံတွေဖြစ်သွားတယ်ပေါ့နော်တူသောအကျိုးတွေတစ်ချိန်ညပေးမယ်ပေါ့နော်ဆိုလို့ရှိရင်ကျမတို့ကငယ်တုန်းကအဲ့ဒါလေးတော့လေဒီမိဘပေးခဲ့တဲ့ဒါအမွေပေါ့နော်ဒါလေးရှိတဲ့အတွက်ကိုကျမတို့ကအဲ့ဘက်ကိုပေါ့နော်ကုသိုလ်ကံတွေများဖြစ်အောင်လုပ်နေလို့ရှိရင်ကုသိုလ်ကံရဲ့အကျိုးပေးတွေပေါ့နော်ကျမလည်းယုံကြည်ပါတယ်ကိုဟာကိုလေဒါကိုလည်းအတိတ်ကလုပ်ခဲ့တဲ့ကုသိုလ်ကံလေးတွေပါလို့ပဲဖြစ်မယ်ကိုအောင်ကျော်ဝင်းလို့ဟိုနော်အမျိုးသားနဲ့အိမ်အောင်ကြခွင့်ရတာပေါ့နော်ဆိုတဲ့ခါကျတော့လေဟုတ်ကဲ့ဆရာကတော့တကယ်လူတော်တယောက်ပါအမျိုးသမီးအနေနဲ့ပေါ့နော်သူ့ဇနီးတဲ့အနေနဲ့
ဆရာမတို့ပညာသင်နေတဲ့အချိန်မှာလဲကျမတို့ပွဲတွေမှာစုံတဲ့အခါမှာလဲအားကျိုးမှန်တဲ့အလုပ်ပါတယ်ကျမတို့လည်းတွေ့ရင်မေးတယ်နှုတ်ဆက်တယ်အမကိုပြောလိုက်ပါနော်နှုတ်ဆက်တယ်ဟုတ်ကဲ့အခုစင်ကာပူမှာအခုကိုဝင်ဆောင်နေတယ်အခုဆာမောဖြေကန်နီးလို့ဆောင်းနေမျက်နှာနဲ့မခွာဘူးသူအားကျိုးမှန်တဲ့ပဲအားရဝမ်းသာပဲသူပြောနေတာလဲတွေ့ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကျမတို့ဒီမြန်မာမင်းကလေးတွေအနေနဲ့ကြတော့လဲဒီလိုဆရာမတို့လိုအတိုင်းဝိုင်းဒီလိုမျိုးကုမ္ပဏီလုပ်ငန်းမှာလောက်ခွင့်ရတာလဲသူတို့အနေနဲ့သူတို့နဲ့ရွယ်တူချင်းချင်းမှာလဲဂုဏ်ရှိတယ်လေမိသားစု business မှာစနစ်တကျနဲ့ပြိုးထောင်ပေးတဲ့နေရာမှာသူတို့လည်းဦးစားပေးတဲ့နေရာမှာအလုပ်လုပ်ရတယ်ဆိုတော့ရွှေနန်းတို့မှာအလုပ်လုပ်ရတဲ့ဝန်ထမ်းတွေအနေနဲ့လဲဂုဏ်ရှိတာပေါ့နော်ဒီလို environment ဖြစ်အောင်ဖန်တီးထားတယ်ဆိုတာလဲအမားတို့ရဲ့စေတနာတွေပါအများကြီးပါမြင်တာပါတယ်စေတနာတွေနောက်တစ်ခုကကြတော့ပေါ့နော် women activists တွေပေါ့တချို့ကြတော့လေဒီအမျိုးသမီးတွေပဲကောင်းတယ်လို့အမျိုးသမီးတွေပဲတော်တယ်လို့နော်အမျိုးသမီးရဲ့အရေးတွေလှုပ်လို့ရှိရင်အမျိုးသားတွေနဲ့ရန်ဖြစ်ရမယ်ပေါ့နော်ထားပါတော့အမျိုးသားတွေကိုစန့်ကျင်ရမယ်ပေါ့နော်ဒါမျိုးတွေကိုကျမတို့ကမယုံပါဘူးဟုတ်ပါတယ်အဲ့လိုမယုံပါဘူးဆိုတော့အမျိုးသမီးနဲ့အမျိုးသားဆိုတာအများအားအတူရှင်တွဲပြီးရှိတဲ့နယ်ပေါ့နော်တယောက်နဲ့တယောက်ဖြည့်တာပေါ့နော်ဒီလိုမျိုးလေးကျမဖြစ်စေချင်တာပေါ့နော်တချို့အမျိုးသမီးကြတော့အမျိုးသမီးတွေနေရာရတာချင်းတူရင်အမျိုးသားတွေထက်ပိုတော်တယ်ပေါ့နော်တချို့အဲ့လိုပြောတယ်လေဘာဖြစ်လို့လဲဆိုလို့ရှိရင်အမျိုးသမီးတွေကအိမ်မှာလည်းအလုံးလုံးရတယ်ပြီးအပြင်မှာလည်းအောင်မြင်တယ်ပေါ့နော်အဲ့လိုပြောတာလိုမျိုးတော့လေကျမစိတ်ထဲမှာတော့မဖြစ်စေချင်ဘူးပေါ့နော်ဆိုလို့ရှိရင်အမျိုးသားတွေလည်းတော်တာတွေအများကြီးရှိတယ်နော်အမျိုးသမီးတွေမှာလည်းတော်တာတွေရှိတယ်ဒါပေမဲ့လည်းကျမတို့ကတယောက်နဲ့တယောက်မိတ်ဖက်အနေနဲ့ပေါ့နော်တယောက်ရဲ့အားနည်းချက်အားသာချက်ကိုအပြန်အလှန်နော်အားဖြည့်တာပေါ့နော်ဒါမျိုးလေးပုံစံနဲ့ကျမတို့ society မှာလည်းပေါ့နော်ဒီလူအတိုင်းဝိုင်းထဲမှာလည်းအမျိုးသမီးနဲ့အမျိုးသားနိုင်ရှင်ပြီးပြောစရာကဏ္ဍနိုင်ရှင်ပြီးပြောလို့မရဘူးပေါ့ကျမတို့က gene အားဖြင့်လည်းမတူဘူးနော်ကျမတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံမတူဘူးနော်တိဆောက်ပုံမတူဘူးပြီးလို့ရှိရင်ကျမတို့ရဲ့ခံစားချက်တွေတွေးခေါ်တာတွေကမတူဘူးပေါ့နော်မတူတဲ့အချိန်ကြလို့ရှိရင်မတူတာကြီးကိုရှင်လို့မရဘူးပေါ့နော်ဥပမာလိမ္မော်သီးနဲ့ပန်းသီးကိုရှင်ကြည့်တယ်လို့မတူဘူးနော်တူတဲ့နေရာတစ်ခုမှမရှိဘူးဆိုတဲ့အခါကျတော့ဒါတွေကကျမတို့ကမတူတာကိုလည်းလက်သင့်ခံရမယ်ပြီးလို့ရှိရင်တယောက်နဲ့တယောက်အားဖြည့်နိုင်အောင်လည်းလုပ်ရမယ်ပေါ့နော်ဒီလိုလေးတော့ကျမကလေမြန်မာအမျိုးသမီးတွေကိုပေါ့နော်အတွေးခေါ်လေးလည်းပြောင်းအမြင်လေးပါပြောင်းစေချင်တယ်ဟုတ်ကဲ့ပါကောင်းပါတယ်မှာမြန်မာအမျိုးသမီးတွေအနေနဲ့ကြတော့လေရှေးရိုးစင်လာအတိုင်းပေါ့နော်သားကိုသခင်လင်းကိုဖရားဒါမျိုးတွေလည်းရှိကြတယ်နောက်ပြီးတော့ဒီလိုမျိုးတက်လက်ပိုင်းအရွယ်ရောက်မှကလေးတွေနဲ့ယောက်ျားကိုထားခဲ့ပြီးကျောင်းတက်ရမှာစာရီထပ်တင်ရမှာဆိုလဲမလိုအပ်တော့ဘူးဆိုပြီးအလိုလိုလျှော့ပေးလိုက်တာရှိတယ်ဟုတ်ကဲ့ပါကိုကဒီလိုလေးလှုပ်လိုက်လို့ကိုရဲ့ခင်မွန်းတွေရဲ့ပညာရေးထက်ပိုကျော်သွားမှာကိုလည်းအားနာတာတွေရှိကြတယ်ဟုတ်ပါတယ်မျိုးလေးဆရာမစောစောပြောသလိုဒါတွေကတော့မဆိုင်တော့ဘူးမဆိုင်ဘူးလို့တွက်တဲ့အနေအထားမျိုးပါဟုတ်ကဲ့ပါကိုစီမှာလှုပ်ဖို့အခွင့်အရေးကြံနေတာလေးကိုလုပ်မယ်ဒါကိုမိသားစုတော့လည်းမနစ်နာဘူးသူစီမှာလှုပ်ဖို့အခွင့်အရေးကြံနေတာလေးလည်းပြီးလုပ်မယ်ကိုမိသားစုတော့မနစ်နာဘူးဆိုလည်းပြီးတာပဲဟုတ်ကဲ့ပါတကယ်တမ်းကျတော့ကိုအောင်ကျော်ဝင်းအောင်မြင်တာလဲကျမဂုံရှိတယ်ဟုတ်ကဲ့နော်ကျမအောင်မြင်လဲသူလည်းဂုံရှိတယ်နော်ဆိုတဲ့အခါကျတယောက်နဲ့တယောက်အဲ့လိုပေါ့နော်ဒီမုဒိတာစိတ်နဲ့လေနော်သူလည်းကောင်းပါစေကိုလည်းကောင်းပါစေပေါ့နော်ဒီလိုမျိုးလေးဆိုတော့အတူရှင်တွဲနေရတာဒါတယောက်နဲ့တယောက်နားလည်မှုနဲ့ပေါ့နော်ဆိုလို့ရှိရင်ကျမကတော့ဒီနေ့ဆိုလို့ရှိရင်ပြောတာဆိုလို့ရှိရင်အဓိကကတော့အိမ်နောင်ရေးသဘောမျိုးတောင်ဖြစ်နေတယ်နော်ဒါမြန်မာအမျိုးသမီးတယောက်ရဲ့အိမ်နောင်ရေးပေါ့နော်ဘဝတွေကတစ်စိတ်တစ်ပိုင်းပါနေတဲ့မိသားစုရေးအိမ်နောင်ရေးဟုတ်ကဲ့ပါရှင်ဒါကောင်းပါတယ်ဆရာမ she talk ဆိုတဲ့အတွက်ကြောင့်မလို့အမျိုးသမီးချင်းချင်းပြောတဲ့စကားတွေထဲမှာအမျိုးသမီးတွေအတွက်အများကြီး message တွေပါတာကောင်းပါတယ်ဆရာမဟုတ်ကဲ့ပါအဲ့တော့ဆက်ပြီးတော့မေးပါဦးမယ်ဆက်ပြီးတော့ပြောစီချင်ပါသေးတယ်ဟုတ်ကဲ့ပါအခုသမီးလေးပေါ့နော်တည့်ရတယ်အဲ့တော့သမီးကိုရင်သွေးတယောက်အနေနဲ့သူ့ကိုရောဒီစီးပွားရေးသို့မဟုတ်ပညာရေးဘယ်ဘက်မှာပို့ပြီးတော့ဆောင်ပေးချင်ပါတယ်လဲကျမကတော့လေတစ်ချိန်မှာကြီးလာလို့ပါပဲလို့ပေါ့နော်ပညာရေးကိုတော့ကျမပို့ဦးစားပေးခြင်းပဲဟုတ်ကဲ့ရှင်ဦးစားပေးခြင်းပေမဲ့ဒီသမီးကဘယ်လိုဖြစ်နေလဲဆိုရင်တော်တော်လေးကောင်းပါပါတယ်သမီးကလေသမီးကကျမတို့ငယ်တော့လည်းဆရာမနဲ့တူရလားကိုအောင်ကျော်ဝင်းကတော့ကျမနဲ့တူတယ်ပြောတယ်ကျမလည်းသူနဲ့တူတယ်လို့လည်းပြန်ပြောရှင်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ကျမတို့ခေတ်ကနဲ့မတူတော့ generation တွေကွာကုန်တယ်လေကွာကုန်တဲ့ခါကျတော့နောက်ဒီသမီးကခေါင်းမာပြီးတော့ငယ်လေးတုန်းကရင်လူကြီးပြောတာကိုလက်သင့်မခံဘူးသူ့ရဲ့စိတ်ကလေသူ့ရဲ့very independent လို့မျိုးပေါ့နော်ဥပမာထားပါတော့ကျမ shopping လေးသွားတယ်နော်သူ့အင်ကြီး
ကိုဝယ်ပေးချင်တာရှိတယ်ကိုဝယ်ပေးချင်တာအင်ကြီးဆို तू ကဒါဆိုမကြိုက်ဘူးမဝတ်ချင်ဘူး तू အဲ့လိုပြောတယ်ဆရာမဒါကတော့လေသမီးသက်ရတနာတယောက်တည်းမဟုတ်ဘူးလို့မမိုးတော့ထင်တယ်မမိုးရဲ့တူမလေးနှစ်ခွဲလဲအဲ့ဒီတိုင်းပဲအဝတ်စားကိုကိုယ်တိုင်ရွေးတယ်ဒါလုံးလို့ပြောလိုက်မဟုတ်ဘူးဆိုတာရင်စားတယ်သူ့မှာ idea တခုကရှိနေပြီဟုတ်တယ်ကျမဝယ်ပေးချင်တာ तू မဝတ်ဘူးပေါ့နော်တစ်ချိန်ကျတော့သူ့ဟာသူလက်ညှိုးထိုးတာကြာကျမမဝယ်ပေးချင်ဘူးဟို तू နဲ့မလိုက်ဖက်ဘူးပေါ့နော်ကျမအဲ့လိုဆိုတော့ तू ကပြောတယ်ဘသူကဝတ်မှာလဲ तू ကပြန်မေးတယ်ဘသူကဝတ်ရမှာလဲ तू ကဝတ်ရမှာဖြစ်တဲ့အတွက် तू ပဲဆုံးဖြတ်မယ်ပေါ့နော်ဆိုတော့ကျမသူ့လက်လျှော့ရပါတယ်နောက်ငယ်တော့လည်းသူ့ဟိုဒီ nursery လေးပါလေးပေါ့နော်ကျောင်းထားကစားသမီးကျောင်းမှာအမိုက်ပုံနဲ့ပြည့်ရတယ်မလားနော်အခုသားမီးနဲ့အတူတူစားတယ်နောက်တကြားလုံးအခွန်လေးပေါ့နော်ထားပါတော့ဆိုလို့ရှိရင်သမီးအမိုက်ပုံနဲ့ကိုအမိုက်သွားပြည့်ဆို तू ကကျမရဲ့အမိုက်လေးကိုလည်း तू ကပြစ်ပေးရတယ် तू ကစိတ်ထဲကတိတ်မကျေနပ်ဘူးဒုတိယချိန်ကျပါလဲဆိုဒီတစ်ခါတော့မေအလက်ဆိုပြီးတော့ကျမအမိုက်ပြန်ပြစ်ခိုင်းပါတယ် generation ကွာတာပေါ့နော်ကွာတဲ့အချိန်မှာကျမတို့ငယ်တော့နဲ့မတူဘူးနော်သူတို့က internet တွေနဲ့ဘာတွေနဲ့နော် TV တွေနဲ့အကြားမြင်တွေကပိုများတဲ့အချိန်မှာလေဆိုတဲ့ခါကျတော့ကျမနဲ့ကိုအောင်ကျော်ဝင်းကဘာလို့တွေးလဲဆိုလို့ရှိရင်ဒီသမီးကတော့နော်မိဘပြောစကားတော့နားထောင်မှာမဟုတ်ဘူးနော်မိဘကဒါလို့ဆိုရင်လုံမှာမဟုတ်ဘူးဟိုကလို့ဆိုလဲလုံမှာမဟုတ်ဘူးသူကိုယ်တိုင်ဟိုမှန်ကန်ရွေးချယ်ပြီးတော့မှမှန်ကန်နဲ့ဆုံးဖြတ်နိုင်အောင်သူ့ကိုပဲပြိုးထောင်ပေးရမယ်မိဘရဲ့ဆုံးဖြတ်ချက်ကိုတော့နာခံမဲ့ကလေးမဟုတ်ဘူးလိုက်နာမှာမဟုတ်ဘူးဆိုတော့ခစ်တွေပြောင်းသွားပါပြီဟုတ်ကဲ့ဆိုတော့ကျမတို့ကလည်းသူ့ပညာရေးကိုပဲကျမတို့ဦးစားပေးပါတယ်အခုချိန်ထိတော့ကျမသမီးကဟိုစာလဲအရန်တော်ကြီးလည်းမဟုတ်ဘူးဟိုပုံမှန်ပဲဒါပေမဲ့ညံနေကောင်းတယ်ပေါ့နော်ဆိုတော့ကျမသူ့ကိုဟိုမိဘကိုကြောက်လို့စာကြက်တာထက်စာလို့ရှင်သူလိုချင်လို့ကြက်တာမျိုးပေါ့နော်ဖြစ်စေခြင်းတဲ့အတွက်ကြောင့်မလို့သူ့ကို vision လေးရှိအောင်ပေါ့နော်ကိုဘဝမှာဒီပညာရေးနဲ့ပဲဒီပညာရေးကကိုယ့်ရဲ့ဘဝပေါ်ပေါ့နော်တစ်သက်လုံးဒီပညာနဲ့ပဲကိုဘဝကိုကြီးပွားအောင်လောက်ရမှာဆိုပြီးတော့မှပြောနေပါတယ်ဆိုတော့အခုထက်ထိတော့6တန်းတက်မှာဆိုတော့လေအခုတော့ဟိုဘာမှတော့တိတ်ထူခြားတာတော့မတွေ့သေးဘူးငယ်လဲငယ်သေးတယ်ပေါ့နော်ဆိုတော့သူ့အားတာချက်လေးလည်းရှိနိုင်ပါတယ်ဆိုတော့ကျမအမေကတော့ပြောတာကတော့ကျမသမီးကစကားမပြောဘူးပေါ့နော်ကျမပြောတော့ဘာထူးလဲသမီးငယ်တော့လည်းစကားမပြောဘူးတဲ့အဲ့ဒါအမေတူတာတဲ့ဆိုတော့ကြီးလာမှကျမစကားပြောတာဆိုတော့ငယ်တော့ဆိုတော့မသိရသေးဘူးပေါ့နော်ဒါပေမဲ့ကျမအတတ်နိုင်ဆုံးစူးစမ်းနေပါတယ်ဒီဘာသာရေးအမွေတို့ပညာရေးအမွေတို့ပေးနိုင်အောင်လေဟုတ်ကဲ့ပါစူးစမ်းနေပါတယ်ရန်ကောင်းပါတယ်မှာဘာကြောင့်လဲဆိုတော့မိဘနဲ့အတူတူရှိနေတဲ့အချိန်တွေကသားသမီးတွေအတွက်အကောင်းဆုံးနေ့စဉ်ပေါ့နော်သင်ကြားလေ့လာလို့ရတဲ့ညွှန်ကြားမှုသွန်သင်မှုတွေအောက်မှာရှိနေတဲ့ golden day တွေပါပဲကျွန်တော်လည်းမိဘမိသားစုအဖိုးဖွားဦးလေးတော်တွေနဲ့နေခဲ့ရတဲ့ရက်တွေကိုပြန်တွေးလိုက်တိုင်းအခုခေတ်မှာသင်တန်းဆိုပြီးတော့တတ်ရှိနေတဲ့ဟာတွေအားလုံးဟာငါတို့ငငယ်တုန်းကအိမ်နေရပဲမိသားစုတွေကပဲသင်ပေးလိုက်တာပါလားမှန်ပါတယ်ဟုတ်ကဲ့ပါဆိုရင်ဆရာတို့ဆရာမတို့ကသမီးနဲ့အတူတူကနေတယ်ရက်ဝင်းမြေချသွားပြီးစီးပွားရှာကြတာမျိုးမလုပ်ကြဘူးဒီလိုမိသားစုလေးတွေသားသမီးတွေအတွက်သူတို့ရဲ့သားသမီးတွေအတွက်နောက်လူငယ်တွေအတွက်ကျွန်မအမြင်မှာပိုစိတ်ချရတယ်ပေါ့နော်ဟုတ်ကဲ့ပါအတတ်နိုင်ဆုံးတော့ကျွန်မရဲ့တငယ်ချင်းတွေကိုလည်းပြောတယ်ကလေးတွေနဲ့အတူတူနေဖို့ကျွန်မတို့ဘဝတွေနဲ့ကိုချင်းစာပြီးတော့ပေါ့နော်ဟုတ်ကဲ့ပါဒါဆိုရင်တော့ဆရာမရဲ့စောစောအတွေးလေးတွေအကြံလေးတွေကသမီးတို့အများကြီးထောက်ကူပြုမယ်ဆိုမှမယုံကြည်ပါတယ်ဟုတ်ကဲ့ပါကျန်တဲ့အခုဒီခေတ်မှာရှိနေတဲ့လူငယ်တွေအတွက်ပေါ့နော်အမျိုးသမီးငယ်တွေအတွက်ကောဆရာမရဲ့အမြင်လေးတစ်ခုခုပေါ့ပညာရေးနဲ့ပတ်သက်လို့ဘဝနဲ့ပတ်သက်လို့အတွေးခေါ်ကောင်းလေးတစ်ခုခုလောက်ပြောခဲ့ပေးပါလားစကားလေးခြံခဲ့ပေးပါဟိုဒီကျမတို့ပညာရေးရတော့လေနည်းနည်းအလွတ်ကျက်တာတို့ဘာလို့တွေဖြစ်တော့လေဟိုနည်းနည်းလေးတော့ပြောင်းဖို့လိုတယ်ပေါ့နော်နည်းနည်းတောင်ဟုတ်ရလားမသိဘူးများပြောင်းရမယ်